တငယ်ချင်းများမင်္ဂလာပါကွစ်တီယူတုတ်ကိုဆိုင်မှာတောက်ဝက်စားလို့နည်းနည်းလေးပဲရလို့ဘိုင်းမပြည့်တယ်ဆိုလို့ရှိရင်အခုတို့နီလန်လေးတိုင်းအဲ့မှာပဲအများကြီးတုတ်စားကြည့်ကြည့်ပါဦးเนาะအရန်ကိုစားလို့လည်းကောင်းပါတယ်เนาะကွစ်တီယူတုတ်ရဲ့နီလန်လေးပါเนาะဒီမှာတကြားထည့်ပါမယ်တကြားတော့ဒီမှာ9စွန်း6စွန်းလောက်ထည့်ပေးလိုက်ပါပြီးရင်အရသာမုတ်လေးပေါ့နော်အနေငယ်ထည့်ပါမယ်ကြက်သားမုတ်အနေငယ်ထည့်ပါမယ်ငရုတ်စီပါငရုတ်စီကြတော့ဒီနေရာမှာ2စွန်းလောက်ထည့်ပါမယ်ပဲငန်းပြာကြီးအကျဲပါပဲငန်းပြာအကျဲကတော့ခေါင်းစိမ်းဖြစ်ပါတယ်သူ့လည်းဒီနေရာမှာ3စွန်း4စွန်းလောက်ထည့်ပေးလိုက်ပါပင်ပဲကြီးအပြစ်ပါနော်ပဲကြီးအပြစ်ကတော့ဒီနေရာမှာဇွန်းဝက်လောက်ပေါ့နော်ဇွန်းဝက်လောက်ထည့်ပေးလိုက်ပါဒါကတော့အယောင်အတွက်ဖြစ်ပါတယ်နော်ပြီးရင်ရှာလကကြီးပါရှာလကကြီးကတော့ဒီနေရာမှာ4-5စွန်းလောက်ထည့်ပေးလိုက်ပါနော်ဒါကတော့ဒီအတုပ်တွေဖြော်တဲ့ sauce ဖြစ်ပါတယ်နော်ဒီခောက်ဆွဲတုပ်တွေကွစ်တီယိုတုပ်တွေမှာထည့်တဲ့ sauce ဖြစ်ပါတယ်ဒီရဲ့နောက်တဲ့နေလန်တွေသိတယ်ဆိုလို့ရှိရင်အရန်ကိုကောင်းပါတယ်နော်ကိုကတကယ်လို့စားမကုန်ဘူးဆိုလို့ရှိရင်လည်းရေခဲတက်တာထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်အကြာကြီးထားလို့ရပါတယ်ပြီးရေပါနော်ရေကြတော့ဒီနေရာမှာ4-5စွန်းလောက်ထည့်ပေးလိုက်ပါထည့်ပေးပြီးဆိုလို့ရှိရင်အားလုံးကိုဒီနေရာမှာပျော်ဝင်တော့အောင်မီအေးအေးလေးနဲ့ဒီနေရာမှာမွေပေးပါနော်မကြမွေပေးပါနော်ဘာလို့လဲဆိုတော့အောက်မှာတူးသွားတတ်ပါတယ်နော်ရလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာငရုတ်တီမုတ်ထည့်ပါမယ်မီးလေးပိတ်ပြီးတော့ငရုတ်တီမုတ်ထည့်ပေးလိုက်ပါနော်ပြီးလို့ရှိရင်အပေါ်ငံအရသာကိုလိုတလို့မြည်ကြည့်ပါနော်လုံးဝရှယ်ပါပဲနော်ဒီမှာကွတ်တီယိုဘက်လေးတွေထည့်ပါမယ်ပဲပင်ပေါက်ထည့်ပါမယ်ကစုံရွက်ထည့်ပါမယ်ကစုံရွက်ထည့်ပြီးဆိုရင်ဒီနေရာမှာရေတွေလေးနဲ့အနှဲငယ်ဖြိုးပေးလိုက်ပါနော်အနှဲငယ်နှီးသွားအောင်ဖြိုးပေးလိုက်ပါရလာပြီဆိုလို့ရှိရင်တို့ဒီနေရာမှာရေလေးတွေစစ်တာပြီးတော့တုံးမဲ့စလုံးထဲမှာထည့်ပါမယ်နော်ထည့်ပြီးဆိုရင်ကျွန်တော်ကဒီနေရာမှာအသားပြားမှာတစ်ခါတည်းထည့်ပြီးတော့ပြုတ်လိုက်ပါတယ်တကယ်လို့ကိုယ်မှာအသားလုံးစီးတယ်ဆိုလည်းထည့်ပြီးတော့ပြုတ်ပါနော်ဒါကတော့ကိုယ်အဆင်ပြေသလိုပါနော်ကျွန်တော်တို့ဒီနေရာမှာငါဖယ်ချောင်းလေးထည့်ထားပါတယ်ရလာပြီဆိုရင်တို့ဒီနေရာမှာစကားလေးနဲ့စိတ်ပြီးတော့တုံးမဲ့စလုံးထဲမှာထည့်ပေးလိုက်ပါမြေပဲတောင်းထည့်ပါမယ်မြေပဲတောင်းထည့်ပြီးဆိုလို့ရှိရင်အစောကကျွန်တော်တို့ဖြော်ထားတဲ့ဒီဆော့လေးပေါ့နော်ဒီအတုပ်ဆော့လေးထည့်ပါမယ်အတုပ်ဆော့ကတော့ဒီနေရာမှာကိုစားရင်စားသလောက်ပေါ့နော်နည်းနည်းများများလေးတုပ်ပေးပါအရန်ကိုစားလို့ကောင်းပါတယ်နော်ပြီးလို့ရှိရင်ကြက်သွန်ပြူစီချက်ဒီမှာထည့်ပါမယ်အားလုံးထည့်ပြီးဆိုတော့တစ်ခါပြန်ပြီးတော့တုပ်ပေးလိုက်ပါနော်နေရအနက်ရောသမားနေပေးလိုက်ပါပြီးရင်အပေါ်ငံအရသာမြည်ပြီးလိုတာထပ်ပြီးတော့ထည့်ပေးလိုက်ပါနော်အရန်ကိုစားလို့ကောင်းတဲ့ကွစ်တီယိုတုပ်တဲ့နီလန်လေးပါနော်တကယ်ကျွန်တော်ကြားကြမယ်လို့ကျွန်တော်ထင်ပါတယ်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါဦးနော်ကျွန်တော်ရဲ့ FBKK Facebook page မှာဟင်းချက်နီးလေးတွေတင်ထားတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းနဲ့တကယ်ချင်းတွေလည်းလာရောက်လေ့လာလို့ရပါတယ်ဒီရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ကြုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye